ဒူဘိုင်းတထေးလောင်းနေစီမှာပဲတွေးရနိုင်မဲ့ရွှေထက်ဈေးကြီးတဲ့အိမ်မွေးသားရင်များတင်အိမ်ပြန်ရောက်တဲ့ကအသင်းကိုအမီးနှံပြီးကျိုးစုံနေတာကခွေးလေးတစ်ကောင်ပဲလားဒါမှမဟုတ်ကြောင်လေးတစ်ကောင်ပဲလားဒါပေမဲ့ဒူဘိုင်းကတထေးလောင်းနေအတွက်ကတော့ဒါကရုံလုံးပါရီသူတို့ရဲ့အိမ်ကနေမှအသင်းကိုစိုက်ကြည့်နေတာကအာဖရိကကချင်းနေကြီးတစ်ကောင်ဒါမှမဟုတ်ကျင်းတစ်ကောင်ဖြစ်နေနိုင်ပါရီဒါလောက်ကိုလည်းဒေါ်လာတောင်းချီအကုန်ကြားခံပြီးဒီအတိုင်းဒရိတ်ဆန်ကိုဘာကြောင့်အိမ်မွေးဒရိတ်ဆန်လို့မွေးကြတာလဲဒါဟာတကယ်ပဲတရားဝင်ရလားဒီနေ့မှာတော့ဒူဘိုင်းတထေးလောင်းတွေရဲ့ထူးခြားစံပြလုံးနဲ့ဒရိတ်ဆန်လောကတွေကိုကျွန်တော်တို့တွားရောက်လေ့လာကြည့်လိုက်ကြရအောင်ပါဒူဘိုင်းမှာကချမ်းသာကြွယ်ဝမှုကိုပြသဖို့ဆိုတာကရွှေနာရီပတ်တာတွေစူပါကားမောင်းတာတွေထက်ပိုပြီးတော့ပိုပါရီအန်ဒီအရှိဆုံးတားရဲတွေကိုရင်ပေါအောင်မွေးမြူနိုင်တာကအာနာနဲ့ဩဇာရဲ့ပြရုပ်တစ်ခုလို့ဖြစ်နေတာပါပထမဆုံးကောင်တွေကတော့ချင်းသေးနဲ့ကြားတွေပါဒါတွေကတော့ဒူဘိုင်းတထေးတွေမှာရှိတဲ့အတွေ့အကြုံအများဆုံးအကောင်တွေပါတထေးတွေကဒီရဲ့တားရဲတွေကိုငယ်စဉ်ကတည်းကနေဝယ်ယူပြီးတော့လေလိုကျင်သားရအောင်တင်ပေးကြတာဖြစ်ပါတယ်နောက်တစ်ခုကတော့သိန်းငက်တွေဖြစ်ပါတယ်သိန်းငက်တွေကတော့ UAE ရဲ့ရင်ကျိမ်းမှုပြရုပ်တစ်ခုအဖြစ်ထင်ရှားလွန်းလာတာပါဒါကြောင့်မလို့လေသိန်းငက်တစ်ကောင်ရဲ့တန်ဖိုးကကားရီစီထက်ပိုပြီးတော့ဈေးကြီးနိုင်ပြီးသူတို့တော့ကတော့တည်တဲ့လေရင်လက်မှတ်ဝေပေးပြီးခီးသွားကြတာမျိုးထိတောင်မှရှိပါတယ်ဒါပေမဲ့လေဒီလိုတော်ရန်ဒရိတ်ဆန်တွေကိုမွေးမြူဖို့ဆိုတာကပတ်စံတော်ရင်လောက်ရှိအောင်နေကတော့မရပါဘူးသူတို့ရဲ့နေထိုင်စရိတ်ကတင်ကြားသွားရင်ပါဇက်အဟောင်းသားဖြစ်သွားနိုင်ပါတယ်ချင်းသေးတစ်ကောင်ကတော့တနေ့ကိုလက်ဆက်တဲ့အသား10ကီလိုကျော်ကိုမှစားသုံးကြပါတယ်ဒါကတော့ကျွန်တော်တို့ပုံမှန်လူတွေထက်ရက်ပေါင်း20ခန်းလောက်ကိုမှအဝအပြေးစားလို့ရပါတယ်ငကိုကလေးကလေတော်ရန်ဒရိတ်ဆန်မျိုးစိတ်တွေဖြစ်တာကြောင့်အိမ်မွေးခွေးတစ်ကောင်လုံးမွေးဖို့ဆိုတာကစိတ်ကုန်းနဲ့တော့မှမြင်ခဲ့ရပါဘူးဒါကြောင့်မလို့တည်တဲ့ဒရိတ်ဆန်ဆရာဝန်လေ့ကျင့်ပေးတဲ့သူနဲ့တန်ရှင်းရေးဝန်ထမ်းတွေကိုလာစာအများကြီးပေးပြီးတော့ခံထားကြရပါတယ်ဘလောက်ပဲရင်ပါပါစေသူတို့ရဲ့ဗီဇာကတော့တာရဲတွေဖြစ်လို့မတော်တဆမှုတွေကလည်းမကြာခဏကိုမှရှိတတ်ကြပါတယ်ဒါပေမဲ့လည်းဒါကပဲတထေးလောင်းတွေအတွက်စိတ်လှုပ်ရှားစရာစိန်ခေါ်မှုဖြစ်နေတာပါဒါပေမဲ့လည်းတတိထားရမှာတခုက2019ကနေစပြီး UAE ဆိုရကတာရဲဒရိတ်ဆန်တွေကိုအိမ်မှာမွေးမိတာကိုတရားမဝင်လို့သတ်မှတ်ထားခဲ့ပါတယ်အများပြည်သူတွေကြားတွေကိုဒီရဲဒရိတ်ဆန်တွေကိုခေါ်ထုတ်လာခဲ့မယ်ဆိုရင်တော့ဒဏ်ငွေကတော့ဒေါ်လာ3သိန်းခွဲကျော်ဒါမှမဟုတ်ထောင်နဲ့ကြာခံရနိုင်ပါတယ်အခုနောက်ပိုင်းမှာတော့တထေးတွေကသူတို့ရဲ့ကိုယ်ပိုင်ခြံဝင်းကျဲကြီးတွေ private zoo တွေမှာပဲလုံခြုံရေးအပြည့်နဲ့မွေးမြူထားကြပါရယ်ဒရိတ်ဆန်ခွင့်ရေးလှုပ်ရှားမှုတွေကတော့ဒါသဘောတရားကိုစန့်ကျင်နေတယ်လို့ဝေဖန်နေကြဆဲပဲဖြစ်ပါတယ်ဒူဘိုင်းတထေးတွေရဲ့ဒီလိုထူးဆန်းတဲ့ဝါသနာကကြွေးဝမှုရဲ့ပြရုပ်ပဲလားဒါမှမဟုတ်ဒရိတ်ဆန်ရဲ့အပေါ်မှာထားတဲ့ထူးခြားတဲ့ချစ်ချင်းမြတ်တာလားဆိုတာကတော့ငင်းခုန်စရာဖြစ်နေဆဲပဲဖြစ်ပါတယ်ပရိသတ်ကြီးကရောဒါကိုဘယ်လိုထင်ကြပါသလဲကွန်မန့်မှာရေးသွားပေးခဲ့ကြပါအောင်နော်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ